one chain ကနလေးတော့ကြည့်အောင်ဆိုတော့ထော်ထော်တဲ့ဒီ6နဲ့9အောင်ဆိုတော့အဲထော်ထော်6နဲ့9နဲ့ကျွန်တော်တွားမယ်ဆိုတော့ one chain လေးကြည့်ရလွယ်အောင်လို့ဆိုတော့ကျွန်တော်ပြမယ်ဆိုတော့ဒီထော်ထော်ဒီ6နဲ့9ကျွန်တော်ဒီလိုယူလိုက်မယ်ဒီ6နော်6ရှင်းတော့ဒီမှာ6ပြီးခွန်8 9တုံညာဆိုပြီးအလုံး5လုံးကြီးဆွဲချလာတယ်မျိုးဆိုတော့နော်ဒီ6ပြီးဒီနေယူလာတယ်ဆို6ပြီးနေယူလာနေဆိုရင်နေပြီး3 4 5 6မျိုးဆိုတော့အဲ့လိုနော်ပြီးတော့ဒီ9ထိပ်မှာ9မှာရေးချ9ရင်တုံညာတဲ့နဲ့3ဆိုပြီးရှင်းသွားပြီဆိုဟုတ်လားအဲ့ဟာကိုကျွန်တော်တို့ဘယ်လိုယူရမလဲဆိုတော့သူကကျွန်တော်ဒီလိုယူလိုက်မယ်ဆိုဒီလိုတော့ခွန်ရှိ9ဆိုဒီ3ချိန်နဲ့4ချိန်3ချိန်နဲ့4ချိန်မြောက်မှာအဲ့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီအားလေးစာရေးလာရင်းအဲ့ဟာဒီနေရာမှာကျွန်တော်တို့ယူလိုက်မယ်ပြောရရင်တော့ one chain ကနဘယ်လိုယူလိုက်လဲဆိုတော့ယူမယ် one chain ကြီး9နဲ့နော်9နဲ့3ည6တုံးဒါဒီနှလုံးကျွန်တော် one chain ယူလိုက်တာမရှိဘူးနော် one chain ဒီနှလုံးနော် one chain ဒီလုံးဆိုတော့သူက one chain နှလုံးသူကထွက်သွားတယ်ကနန်းကြောက်ထွက်သွားတယ်ဆိုတော့သူဒါထွက်သွားမရှိဘူး6တုံးထွက်သွားမရှိဘူး6တုံးဆို one chain ရဒီဥစားပေါ့ဒီကနန်းပေါ်မှာလာတာဒီကနန်း one chain အဲ့လိုမရှိဘူးနော်ကဲကျွန်တော်တို့ဒီ one chain ကတော့ချက်တော့ကြည့်အောင်မရှိဘူးထွက်တော့ဒီကျွန်တော်တို့ဒီချက်တော့ဒီ6တုံးအဲ့ဒီဟာကိုကျွန်တော်ဒီတစ်လုံးရဆက်ယူမယ်6တော့5ဆိုရင်5 6 8 9ဆိုပြီးမှလေးလုံးပေါ့နော်5လေးစာရေးနော်ပြီး5ပြီးဒီဟာကို6ပြီးယူလာမယ်ဒီ6ဆိုရင်6 8 9တုံညာဆိုပြီးလွှဲမယ်ဆိုတော့ပြီးရင်6ပြီးနဲ့ဒီ3အပိုင်းပေါ့ဒီ6ပိုင်းပြီး3ပိုင်းတော့ဆိုတော့3ပြီး3ပြီး4 5 6နော်ကျွန်တော်တို့ယူမယ်ယူရone chain ကနန်းကျွန်တော်ယူမယ်နေရာဒီတစ်လုံးနဲ့ဒီလုံးယူမယ်ဆိုတော့နော်ဒီမှာရေးချလိုက်မယ်ရှင်းသွားအောင်ဆိုရင်8 6နဲ့ခွန်9တုံညာခွန်ယူလိုက်မယ်ဆိုတော့နော်တုံညာခွန်ယူလိုက်တယ်ဒါဆိုသူကထွက်သွားကနန်းပါလဲဆိုတော့သူထွက်သွားတာ866ထွက်သွားမယ်ဆိုတော့6ထွက်သွားဆိုရင်ကျွန်တော်တို့ရလာတဲ့ one chain ဒီကနန်းနော်အဲ့ one chain လေးမျိုးဆိုတော့ဟုတ်လားမျိုးဆိုတော့ကဲကျွန်တော်တို့ဆက်သွားကြည့်အောင် one chain လေးပါနော်ကျွန်တော်တို့ထွက်သွားတဲ့ဒီကနန်းနေစားထွက်သွားတဲ့ဒီ866မျိုးဆို866ကိုကျွန်တော်ဘယ်လိုယူမလဲဒီ8နဲ့စားယူမယ်ဒီ8လုံး8ပြီးကိုတုံညာတဲ့နဲ့ဆိုပြီးယူလိုက်မယ်ပြီးရင်ဒီ6ယူလာလိုက်6ဆိုရင်6ခွန်8ကိုတုံညာဆိုပြီးယူလိုက်တယ်နောက်ဆိုတော့ပြီးရင်ဒီ6လက်ထည့်ယူလိုက်မယ်6လိုက်လို့ပဲ6ခွန်8ကိုတုံညာထည့်ယူလိုက်တယ်ကျွန်တော်တို့ယူမယ် one chain ကနန်းဒီနှလုံးနောက်ဆိုတော့နော်ဒီနှလုံးကိုယူမယ်ရှင်းတော့မယ်ရေးချလိုက်သူ့ရဲ့ one chain ဒီတစ်ကိုနဲ့တုံညာ one chain မျိုးဆိုနော်သူ one chain ဒီထွက်သွားပါခဏထွက်သွားတယ်ဆိုထွက်သွားတာတုံညာကိုထွက်သွားတယ်ဒါဆိုကျွန်တော်တို့ရတဲ့ one chain ဒီတစ်လုံးမျိုးဆိုသူကအဲ့လိုလာနော်မျိုးဆိုတော့ကဲကျွန်တော်ဒီလာမယ့်တစ်ပတ်ကိုကျွန်တော်တို့ကြည့်အောင် one chain ပါရမယ်ဆိုတော့နော်ကျွန်တော်ထွက်တဲ့ဒီတုံညာ9ပေါ့နော်ဘယ်လိုရင်စိုက်ယူမလဲဆိုတော့ဒီတုံညာရစိုက်ယူတုံညာဆိုရင်
တဲ့နဲ့3 4ဆိုပြီးရေးလိုက်မယ်ဒီမှာလည်းတုံညာတစ်လုံးရေးလိုက်မယ်တဲ့နဲ့3 4ဆိုပြီးရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီ9ဆိုမှာ9ဆိုရင်တုံညာတဲ့နဲ့3ပေါ့မယ်ဆိုဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်အတွက်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်အတွက်ယူရမယ်one chain ဒီလုံးအောင်ဆိုတော့ဒီထားပါဒီ3နဲ့4 3နော်ဒါone chain လို့ဆိုတော့နော် one chain ရတော့ဒီ one chain နော်ကြိုက်ပါလို့ဆိုတော့ဒီလာမယ်ဒီတရက်လေးလာ2016လို့ဆိုတော့နော်ကြိုက်တော့ဒီ24ဒါ one chain ကနန်းလေးပေါ့မိဆိုတော့နော်ကဲပြီးလို့ရှိရင်ကျွန်တော်တို့ထိပ်စီးလေးကိုကြည့်ရအောင်ဆိုတော့ထိပ်စီးရဘယ်လိုယူလဲဆိုတော့ဒီလိုမျိုးဆိုတော့ထိပ်စီးရသူကဘယ်လိုကြည့်ရလဲဆိုတော့ဒီလိုယူမှာဆိုတော့ထိပ်စီးကြတော့ကျွန်တော်တို့ဘယ်မှာတော့ကြည့်ရမလဲဆိုတော့ဒီရပါတော့ကျွန်တော်ယူမှာထိပ်စီးကိုမျိုးဆိုတော့ပြမယ်ဒီ4 5 6ထိပ်စီးယူမယ်ထိပ်စီးဆိုရင်ကျွန်တော်ဘယ်လိုယူလဲဆိုတော့ဒီမှာရေးလိုက်မယ်ဆိုရင်4 5 6ထိပ်ရတဲ့ဆောင်းမျိုးဆို4 5 6ထိပ်ပေါ့ဒါထိပ်ဆိုရင်အဲ့လိုပဲကျွန်တော်ယူမယ်သူကထွက်သွားတဲ့ကဏ္ဍလေးဒီ5 5ပေါ့5ထိပ်စီးရောဆိုတော့နော်5ထိပ်စီးပေါ့နော်အဲ့လိုပေါ့ထိပ်စီးကြတော့ဒီမှာပဲအဲ့လိုပဲဆိုတော့ဒီရှေ့ကိုတုံညာထိပ်ပေါ့နော်ဆိုတော့ဒီမှာရေးလိုက်မယ်ဆိုရင်ရှေ့ကိုတုံညာထိပ်ပေါ့နော်သူကရှေ့ကိုတုံညာထိပ်ဆိုတော့သူကထပ်ပါကနာပါလဲဆိုတော့ဒီထားတော့တာဒီရှစ်ထိပ်လေးမျိုးဆိုတော့နော်ဒီမှာရှစ်နော်ရှစ်ထိပ်ထားတော့ရမယ်ဆိုတော့နော်ပြီးတော့ဒီမှာလည်းလိုပဲထပ်တော့ကြည့်မယ်ဆိုရင်ထိပ်စီးတော့ကြည့်မယ်ဆိုရင်ဒီလိုပါပဲရှေ့ကိုတုံညာထိပ်ဆိုတော့ဒီမှာရေးမယ်ရှေ့ကိုတုံညာထိပ်သူကထွက်သွားတာထိပ်စီးရပါလဲဆိုတော့ဒီမှာမျိုးဆိုတော့တုံညာထိပ်လေးနော်ဆိုတော့တုံညာထိပ်တုံညာနော်မျိုးဆိုတော့နော်ကဲလာမယ်ဒီတစ်ပတ်ပါထိပ်စီးယူရမယ်ဆိုတော့ကျွန်တော်ကြည့်ရအောင်လာမယ်ဒီတစ်ပတ်ကျတော့နဲ့3 4ထိပ်မျိုးဆိုတော့နော်နဲ့3 4ထိပ်ပုံမျိုးဆိုတော့နော်မျိုးဆိုတော့ကြိုက်မှာပေါ့နော်ဒါဒီတစ်ပတ်တော့ရင်ပါလဲဆိုတော့ရှိမေကနန်ဒီနဲ့3 4ထိပ်မျိုးဆိုတော့နော်ဒီတစ်ပတ်မျိုးဆိုတော့ဒီကြိုက်တော့ဒီတော့ပဲစာကြည့်ပေါ့နော်မျိုးဆိုတော့ဒါတွေ့လို့မျိုးဆိုတော့မြောက်ရွယ်မျိုးဆိုတော့တော့ပဲနော်